လေးလမ်းမကြီးမှာအဲ့လိုမနေနဲ့လေကားတိုက်မယ်ဘာဖြစ်လို့တယောက်တည်းဖြစ်နေတာလဲဟမ်ဟေးလမ်းကူးမလို့လားကူးပြရမလားဘာလို့ကလေးကိုတယောက်တည်းထားထားရလဲဘာလေးနဲ့လိုက်နေကြတော့မလားကလေး